တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့တရသည့်အစိမ်းကိုကုန်းချောင်းအရေးတောက်ဖြော်နည်းလေးရယ်ပြီးလို့ရှိရင်ဝက်သားကိုကြောင်သားချက်ပုံစံမျိုးလေးချက်စားဖြစ်တာရယ်လက်ပံပွင့်ကိုရခိုင်ချက်လေးချက်စားဖြစ်တာကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဒီဟင်းချက်နည်းလေးတွေကကြတော့လေမန်အောင်ဘက်မှာချက်စားဖြစ်နေကြဟင်းလေးတွေပေါ့နော်ချက်နည်းလေးတွေကိုဗီဒီယိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်မန်အောင်ဘက်ကချက်နည်းလေးတွေပါဒါကတော့တခွန်ပွဲအမစီယာပေးလိုက်တော့ထုတ်ကြွားတာပေါ့နော်လက်ချက်မှာတော့လက်ပံပွင့်ပဲချက်မယ်လက်ပံပွင့်ကိုရေ4နာရီ5နာရီလောက်စိမ်ခဲ့ပါတယ်မယန်းသီး6ကိုလည်းရေနွေးစိမ်ထားပါမယ်နော်ဝက်သားကိုကြတော့အတုံးသေးလေးလိထားမယ်ပြီးလို့ရှိရင်ငရုတ်သီးအနီတောင်းရယ်ကြက်သွန်နီရယ်ထောင်းထားပါမယ်စနေလေးနည်းနည်းထည့်ပြီးတော့စီတက်ပါမယ်နော်လိထားပြီးသားဝက်သားကိုထည့်မယ်ငပိထည့်ပါမယ်ပြီးရင်စားထည့်မယ်ဝက်သားထွက်လာတဲ့အရည်နဲ့ပဲအလုံးချက်လေးချက်ပြီးမှရေထည့်ပြီးတော့ချက်ထားပါမယ်နော်လက်ပံပွင့်ကတော့ဒီမှာဒီဝက်ဆန်လေးတွေကိုဖယ်ထားပါမယ်နော်ဝက်သားကိုရတာမြည်ကြည့်တာစားနေနေလို့ထည့်လိုက်ပါတယ်ပြီးရင်ငါးမုံနည်းနည်းထည့်တယ်အရတာလေးနှံ့သွားအောင်မှွေပြီးပြီဆိုလို့ရှိရင်အရည်လေးနည်းနည်းခန်းနဲ့ဒီချက်ထားလိုက်ပါမယ်နော်လက်ပံပွင့်ကဒီအကောင်းလေးတွေကိုဖယ်လိုက်ပါမယ်အမပြောတာတော့လက်ပံပွင့်ကိုရေနွေးနဲ့အရင်ပြုတ်ပြီးမှချက်လို့ရှိရင်ပိုနူးပါတယ်နော်ငရုတ်သီးအနီတောင်းရဲ့စားနေနေထည့်ပြီးတော့ထောင်းထားပါမယ်ငရုတ်သီးကအစိမ်းသုံးလို့လည်းရပါတယ်နော်ထက်ကျော်ကဒီတစ်ခါဈေးမှာအနီတောင်းပဲရှိတော့အနီတောင်းပဲဝယ်လာဖြစ်တာပေါ့နော်ခုနထောင်းတဲ့ငရုတ်သီးစိမ်းရဲ့ပြီးရင်ငပိငါးမုံမယန်းသီး6အရည်လေးထည့်မယ်ပေါ့နော်ပြီးရင်စုံချင်းရည်လေးထည့်တာပါရေလေးနေုံထည့်ပြီးတော့ချက်ထားပါမယ်နော်လက်ပံပွင့်ကိုပြုတ်စားတာဖြစ်ဖြစ်တုပ်စားတာဖြစ်ဖြစ်ရေနည်းနဲ့ပြုတ်ပြီးမှချက်ပါနော်လက်ပံပွင့်နူးအောင်တော်တော်လေးချက်လိုက်ရပါတယ်တရသီးစိမ်းကိုကုန်းချောင်းလေးလုပ်ဖို့အတွက်ဒီလိုမျိုးလေးပေါက်ထားလိုက်ပါမယ်နော်ပြီးရင်စားလေးထည့်မယ်ငပိနည်းနည်းထည့်ပါမယ်စိမ့်စားငပိပေါ့နော်မြင်ငပိပါပြီးရင်နှံ့သွားအောင်နည်းနည်းမှွေလိုက်ပါမယ်နော်နေလိုက်ပါမယ်ပြီးလို့ရှိရင်ငါးမုံနည်းနည်းထည့်မယ်ရေလေးထည့်မယ်ငရုတ်သီးအနီတောင်းပဲရှိလို့အနီတောင်းထည့်တာပါနော်တကယ်တော့ပုံမှန်ဆိုလို့ရှိရင်ငရုတ်သီးစိမ်းတောင်းလေးပဲထည့်တယ်ပေါ့နော်တရသီးမချင်လို့မယန်းသီး6အရည်လေးနည်းနည်းထည့်ပါတယ်နော်ရေနည်းနည်းထည့်ပြီးတော့ချက်လိုက်ပါတယ်ဝက်သားကြောင်သားချက်ကလေးရပြီဆိုတော့ဒီမှာရပါပြီ ready ပဲပေါ့နော်စားဖို့အတွက်ဒါကလက်ပံပွင့်ကိုရခိုင်ချက်ထားတာပါဒီတစ်ခေါက်ချက်တာတိတ်ပြီးတော့အဆင်မပြေဘူးနောက်တစ်ခေါက်ချက်တော့မှထပ်ပြီးတော့တင်အောင်မယ်နော်ဝက်သားကြောင်သားချက်ကကောင်းပါတယ်လက်ပံပွင့်ကလေးပြုတ်ပြီးမှချက်ရင်ပို့ပြီးတော့နူးမယ်ပေါ့နော်ဒီတစ်ခါတော်တော်ကြီးကိုကြာလေးချက်တဲ့ဟာမှမနူးသေးဘူးပေါ့နော်တော်တော်လေးကိုဝါရတယ်ပေါ့နော်နောက်တစ်ခေါက်ချက်လို့အဆင်ပြေတယ်ဆိုလို့ရှိရင်ထပ်တင်ပေးပါမယ်အရေးတောက်လေးတောက်ပြီးစားအရန်စားကောက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်းများအားလုံးကိုယ်စိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်